အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရှေ့ရက်မှာကျွန်တော်အရာရာခံမှုလေးတွေရောင်ရမ်းတဲ့အကြောင်းရင်းကိုကျွန်တော်ပြောခဲ့တယ်ဒီနေ့ကတော့ကျွန်တော်ဒီအရာရာခံမှုလေးတွေရှာရဲ့အရာရာခံမှုလေးတွေရောင်ရမ်းတာကိုဘယ်လိုကုသမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်တကယ်ပြောရရင်ပေါ့ဒီရှာအရာရာခံမှုရောင်ရမ်းတာက normally handless ပေါ့တကယ်ပြောရရင်ဘာမှအန်တရတော့မရှိဘူးကျွန်တော်9ရက်ကနေနှစ်ပတ်ပေါ့အများဆုံး9ရက်ကနေ14ရက်အတွင်းမှာတော်တော်များများတက်တာဝါကြတာများတယ်ဒါပေမဲ့ကုသမှုအနေနဲ့ဆိုရင်ဘယ်လိုတွေသွားလို့ရလဲဘယ်လိုသွားလို့ရလဲဆိုတော့နံပါတ်1ကတော့အိမ်သွင်းကုထုံးအနေနဲ့လုပ်လို့ရတာရှိမယ်နံပါတ်2ကတော့ကျွန်တော်တောက်ဆေးတွေဒါကွာကိုစီစဉ်လို့ရတဲ့အပိုင်းတွေပါတယ်ပြီးမှကျွန်တော်တို့နံပါတ်3ချက်ကတော့ professional medical treatment ပေါ့ကျွန်တော်တို့ဒီprofessional ဘိုင်းကနေဆေးတွေပေးတာပါမယ်နံပါတ်4ချက်ကတော့ကျွန်တော်တို့ရဲ့ oral hygiene ပေါ့ oral hygiene ကိုထိမ့်သိမ်းပြီးတော့ကျွန်တော်ဒါရှာဒီရတာခံမှုလေးရောင်တာကိုကုသတာတွေပါမယ်အဲ့တော့ကျွန်တော်နံပါတ်1အချက်လေးကိုကျွန်တော်စပြောကြမယ်နံပါတ်1အချက်မှာကျွန်တော်တို့ဒီအိမ်သွင်းပေါ့ home remedy အိမ်သွင်းဘယ်လိုကုကြမလဲအလွယ်ကူဆုံးကတော့ကျွန်တော်တို့အိမ်သုံးစားပေါ့စားရည်နွေးနွေးလေးငုံတာကအလွယ်ကူဆုံးပဲငုံနီးရလဲကျွန်တော်တို့ဒီ plastic ခွက်လေးကိုကျွန်တော်တို့ plastic ခွက်နဲ့ပဲသတ်မှတ်ပေါ့နော်ရေနွေးကိုလက်သုံးလုံးထည့်မယ်စားကိုလက်ဖေးဖြော်တဲ့စွန်းတစ်စွန်းမောက်မောက်လေးခတ်ထည့်မယ်တစ်ခါငုံရင်2မိနစ်နဲ့တနေ့ကို3ချိန်ကနေ5ချိန်ထိငုံလို့ရတယ်ဒါကိုကျွန်တော်တို့9ရက်တစ်ပတ်လုပ်ပြီးရင်ဒီအရတာခံမှုရောင်ရမ်းတာကတက်တာသွားစီနိုင်တယ်ဒါကတော့ကျွန်တော်တို့ဒီအလွယ်ကူဆုံးလုပ်လို့ရတဲ့ပုံစံပေါ့ဒီမှာကျွန်တော်စားရည်နွေးနွေးငုံတာကိုအရန်အပူကြီးမလုပ်ဘဲနဲ့ကျွန်တော်ရင်နွေးချမ်းတောက်တဲ့အနေအထားကိုငုံလို့ရတယ်ကိုတောက်လို့ရတဲ့အနေအထားလောက်ပဲငုံပေးရမယ်ဒီမှာကျွန်တော်2မျိုးလုံးသုံးလို့ရတယ်ခေါ်တယ်နောက်တစ်မျိုးကတော့ကျွန်တော်တို့ cold therapy ဆိုတာကျွန်တော်တို့ဒီရေခဲငုံတာရေခဲငုံတာဆိုတာရေခဲငုံလဲရတယ်ရေခဲငုံတာတို့ဒါမှမဟုတ်ရေခဲငုံတာကလည်းဒီရှာရဲ့အရာတာခံမှုရောင်ရမ်းတာကိုအများကြီးတက်တာစေတယ်ဒါအိမ်သွင်းလုပ်လို့ရတယ်ဒါနံပါတ်2အချက်ပေါ့နော်အိမ်သွင်းလုပ်လို့ရတဲ့နံပါတ်3အချက်မှာတော့ကျွန်တော်တို့ဘာပါလဲဆိုတော့အစားအသောက်ထိမ့်သိမ်းတာပေါ့အစားအသောက်ထိမ့်တာ avoid irritant ဆိုအဓိကကတော့ကျွန်တော်စားတဲ့အစားအသောက်မှာအဓိကအများဆုံးဖြစ်တာကဆက်လွန်းတာအရန်ဆက်လွန်းတာစားပြီးရင်လေဒီလိုအရာတာခံမှုတွေရောင်ရမ်းပြီးပျက်စီးသွားတာဖြစ်နိုင်တယ်အရန်ဆက်လွန်းအရန်ပူလွန်းတချို့အရန်ငံလွန်း acid ဓာတ်များလွန်းဒါမျိုးအစားအစာကိုရှောင်ပေးရမယ်ဒါကတော့ကျွန်တော်တို့ဒီအိမ်သွင်းကုတဲ့အပိုင်းမှာဒါတွေပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလိုမျိုးရှာအရာတန်ခံမှုလေးတွေရောင်ရမ်းပြီးဆိုရင်ဘာအစားတောက်စားရင်ပိုကောင်းလဲဆိုတော့ smoothing food လို့ခေါ်တဲ့ကျွန်တော်ပြော့နွေးနွေးအစားအစာမျိုးပေါ့တကယ်ပြောရရင်တော့ smoothing food မှာဘာပါလဲဆိုတော့ yogurt ကျွန်တော်ဒိန်ချင်းပါမယ်ပူသင်းတွေပါမယ်ဒါမျိုးလေးတွေစားပေးရင်လေကျွန်တော်တို့ဒီအနာကိုမထိခိုက်စေဘဲနဲ့ဒီရောင်ရမ်းတာကိုမထိခိုက်စေဘဲနဲ့ဒါချောချောမှုမေးစားတောက်လို့ရနိုင်တယ်ဒါကတော့ကျွန်တော်တို့အိမ်သွင်းပိုင်းမှာဒါကုသပြီးတော့တတိထားမယ်ပုံစံပေါ့နော်ဒါနံပါတ်1အချက်အနေနဲ့ဒါတည်ထားမယ်ပေါ့နော်နံပါတ်2ကတော့ကျွန်တော်တို့ဒီတောက်ဆေးပိုင်းတွေတောက်ဆေးပိုင်းတွေမှာကိုအရေးပေါ်ဖြစ်ပြီဆိုရင်ဘယ်လိုတွေစီစဉ်လို့ရလဲကျွန်တော် pain reliever တွေသုံးလို့ရတယ် pain reliever ဆိုတာအလွယ်ကူဆုံးပြောရင်တော့ကျွန်တော်တို့အကိုက်ခဲပျောက်ဆေးတွေသုံးလို့ရတယ်တနေ့2ကြိမ်ကနေ3ကြိမ်ကို3ရက်နဲ့5ရက်ကြာသုံးရင်လေဒါနာတာပျောက်သွားနိုင်တယ်ပေါ့နော်ဒီရောင်ရမ်းတာတွေပျောက်သွားနိုင်တယ်နောက်တစ်ခုကကျွန်တော်ဘာတွေသုံးလို့ရလဲဆိုတော့ကျွန်တော်ငုံဆေးတွေကျွန်တော်ဒီ green tea ဆေးရည်တွေသုံးလို့ရတယ်ဒါ medical ကျွန်တော်တို့ဟိုဟာထဲမှာပါတယ်ပေါ့ medical ကိုဟိုကုလို့ရတဲ့ဒါဆေးသုံးပြီးတော့ကုလို့ရတဲ့နီလန်းတွေထဲမှာသူလဲပါတယ်ကျွန်တော်တို့ green tea ဆေးရည်တွေလွယ်ကူဆုံးဆိုရင်ဒီမှာ clohexidine တို့ပြီးရင်ကျွန်တော် C20 mouthwash တွေရှိမယ် clohexidine မှာဆို Listerine တို့Colgate တို့ဒါအများကြီးရှိတဲ့ brand တွေကတော့တချို့ကြတော့လဲဒီ Povidone iodine ဒါဆိုရင် Betadine ပေါ့နော်ဒါမျိုးလေးတွေတနေ့ကိုသူလဲ3ချိန်ကနေ5ချိန်ထိသုံးလို့ရတယ်ဒီလိုမျိုးဖြစ်ပြီဆိုရင်ဒါပေမဲ့အကောင်းဆုံးကတော့3ချိန်လောက်သုံးတာတော့ပိုကောင်းတယ်3ချိန်ကို9ရက်ကနေတစ်ပတ်အတွင်းသုံးရင်လေဒါရောင်ရမ်းတာတက်တာသွားစီနိုင်တယ်ဒါပေမဲ့ဒီမှာဆိုရင်တော့တကယ်ပြောရရင်ပေါ့နော်ဒီငုံစည်းမှာကြတော့ပိုပြီးတော့ဒီရှာဒီအခုရတာခံမှုရောင်ရမ်းတာနဲ့ပိုကြိုက်တာကြတော့အေကိုဟောဓာတ်မပါတဲ့ငုံစည်းမျိုးပေါ့ဒီငုံတဲ့ဆေးရည်မျိုးပေါ့ဒါမျိုးသုံးရင်ပိုကောင်းတယ်တဲ့ဒါပေမဲ့ဒီလောလောဆယ်မြန်မာနိုင်ငံမှာလက်ရှိဝင်တဲ့အထဲမှာတော့တော်တော်များများတော့အေကိုဟောပါတာပဲရှိသေးတယ်အေကိုဟောမပါတဲ့ငုံစည်းကတော့တော်တော်ရှားတယ်ပေါ့နော်လောလောဆယ်မရှိတဲ့လောက်တော့ရှိနေတာပေါ့ဒါကတော့ရပါတယ်ဒါပြဿနာမရှိဘူးဒါလေးငုံပေးရင်တနေ့3ချိန်ပေါ့3ချိန်လောက်ငုံပေးရင်တစ်ပတ်လောက်ဆိုရင်တက်တာသွားမယ်ဒါပေမဲ့ငုံရင်လဲသူကသတိထားမှာတစ်ခါငုံရင်2မိနစ်လောက်ငုံပေးရမယ်ငုံပြီးထွေးထုတ်ရမယ်သူ့ကိုဖြော်နီးရတော့ကျွန်တော်ရေ3စာသူတစ်စဒါကိုမှတ်ထားရမယ်ဒါသူ့ရဲ့ဖြော်နီးပဲဒါကတော့ကျွန်တော်တို့ကဒီ medication အနေနဲ့
ဒါကျွန်တော်ကိုယ့်အကူဒါသုံးလို့ရတဲ့ပုံစံပေါ့ဒါကတော့နံပါတ်1အချက်ပါနံပါတ်3ကတော့ကျွန်တော်တို့ဒီ professional medical treatment တွေပါလာပြီပေါ့ဒါကြတော့ကျွန်တော်တို့ဒီနာတာကအရန်ကြီးတချို့ရောင်ရမ်းတာအရန်စိုးတယ်ပေါ့စိုးတယ်ဆိုကျွန်တော်တို့ကဘာသုံးလို့ရပြီလဲဆိုတော့ဘာသုံးလို့ရလဲဆိုတော့ corticosteroid လိမ်းဆေးတွေစသုံးရပြီဒီမှာဆိုတော့ Genelor ရှိမယ်ကျွန်တော် triamcinolone acetate Hexigel ရှိမယ်ဒါတွေသုံးရတာမျိုးရှိနိုင်တယ်ဒါပေမဲ့ဒါ steroid လိမ်းဆေးမှာဆိုရင်တော့ကျွန်တော်တို့ကဒီ Genelor ဒါမှမဟုတ်dexamethasone လိမ်းဆေးတွေရှိမှာပေါ့နော်ဟိုဟာကြတော့ကျွန်တော်တို့က clohexidine ဆိုပိုးသက်ဆေးလိမ်းဆေးတက်ပဲ Hexigel ကြတော့ဒါတွေလိမ်းလို့ရတယ်ပုံမှန်ကတော့တစ်နေ့ကို3ချိန်လိမ်းပြီးရတယ်9ရက်ကနေတစ်ပတ်အတွင်းလိမ်းရင်ဒါဟိုအများဆုံးကျွန်တော်တို့9ရက်ဝန်းကျင်လောက်ဆိုရင်တက်တာသွားကြတာများတယ်နောက်ကတော့ specific တိတိကျကျကျွန်တော်တို့ဆေးပေးတာမျိုးပေါ့တိတိကျကျတောက်ဆေးပေးတာမျိုးပေါ့တိတိကျကျတောက်ဆေးမှာကြတော့ဘာတွေပါလဲဆိုတော့ကျွန်တော်တို့ဥမာ virus ကြောင့်ဖြစ်တယ်ပေါ့ဒါ virus ကြောင့်ဖြစ်တယ်ဆိုရင်ကျွန်တော် antivirus ဒီ virus တက်တဲ့ဆေးတွေပေးလို့ရတယ် fungal ကြောင့်ဆိုရင်မှုတက်တဲ့ဆေးတွေ anti fungal ပေးလို့ရမယ်တကယ်လို့ကျွန်တော်တို့ဒီ bacteria ပိုးကြောင့်ဆိုရင်တော့ antibiotic တွေပေးလို့ရတယ်နောက်က specific တိတိကျကျဆိုရင်နောက်ထပ်ကျွန်တော်ဥမာအစာရင်အချင်းပေါက်လို့အစာရင် acid ထွက်လို့ဖြစ်တာဆိုရင်တော့ကျွန်တော်တို့ကဘာတွေသုံးရမလဲဆိုတော့ antacid တွေသုံးရမယ် antacid ဆိုတာဒီဈေးကွက်တွေမှာဆိုအလွယ်ကူဆုံးက creamy S တို့ဘာလို့ရှိမယ် antacid တို့ဘာလို့ရှိမယ်ဒါမျိုးတွေသုံးပြီးတော့လေ acid ဓာတ်ကိုဘာလုပ်ပေးလို့ရလဲဆိုတော့ short ချပေးလို့ရတယ် short ချလိုက်ခြင်းအပြင်ဘာဖြစ်သွားမလဲဆိုတော့ဒီ acid က concentration ပျော့သွားမယ်ဒီ acid ထွက်တာနည်းသွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီရှာရဲ့အရသာခံမှုတွေထိခိုက်ရောင်ရမ်းပျက်စီးတာကိုအများကြီးတက်တာသွားစီနိုင်တယ်ဒါကတော့ကျွန်တော်တို့က specific medical treatment အနေနဲ့ပေါ့နော်နောက်ထပ်နံပါတ်4အချက်ကတော့ကျွန်တော်တို့ရဲ့ဒီ oral hygiene ကိုထိမ့်သိမ်းပြီးတော့ပေါ့ဒါကုလို့ရတဲ့နီလန်ပေါ့ oral hygiene မှာဆိုရင်တော့အဓိကကျွန်တော်သွားတိုက်တန်တွေအရွေးမမားဖို့လိုတယ်သွားတိုက်တန်ကတချို့မာတာအရန်ကြိုက်တယ်ပေါ့နော်မာတာအရန်ကြိုက်တယ်ဒီမာတာကြိုက်ရင်အပြဿနာလေးတွေရှိတယ်ပေါ့တချို့ကဒီသွားတိုက်တာနဲ့မဟုတ်ပဲနဲ့ဒီရှာဟိုသွားတိုက်တာတင်မဟုတ်ပဲနဲ့ဒီ brush နဲ့ဒီမာတဲ့ brush နဲ့ရှာတွေကိုဘာတိုက်တာမျိုးလုပ်တတ်တယ်ရှာတွေကိုတိုက်တော့ဘာပြဿနာတက်လဲဆိုတော့ဒီရှာတော့ပုံမှန်ကျွန်တော်တို့ဒီဟိုပြော့တဲ့ကျွန်တော်တို့ဒီအမြင်ပြော့တဲ့ soft toothbrush နဲ့ဆိုရင်တိုက်လို့ရတယ်ရှာကိုဖွားလေးတိုက်ပြီးရတာတကယ်ကအဲ့တော့ဒါကြီးကိုအကျဉ်းနဲ့ရှာတိုက်တာတချို့ကြတော့ရှာကိုသွားနဲ့ချစ်တာရှိတယ်သွားနဲ့ချစ်ထုတ်တာဒါဆိုရင်လေကျွန်တော်တို့ရဲ့ဒီအရာခံမှုတွေပျက်စီးပြီးရောင်ရမ်းတာမျိုးတွေဖြစ်နိုင်တယ်အကောင်းဆုံးကတော့သွားတိုက်တန်သုံးတဲ့အချိန်မှာကျွန်တော် soft medium hard extra soft အထိတော့ရှိတာအဲ့ပါမှာကျွန်တော်တို့က extra soft အလွန်ဆုံး medium အထိသုံးရင်ပိုကောင်းတယ်ပေါ့နော်ဒါလေးနဲ့ပဲတိုက်ပေးရမယ်သွားကိုလည်းတိုက်ရမယ်ပြီးရင်ရှာကိုဖွားလေးတိုက်ပေးရမယ်ဒါပုံမှန်နေ့စဉ်တန်ရှင်းလုပ်တာမှာပါလို့ရတယ်အဲ့လာမှလည်းကျွန်တော်တို့ကရှာရောင်ရမ်းတာဘက်တီးရီးယားတွေကိုကျွန်တော်တို့ကောက်နေကိုရှော့ချပြီးတော့ရှာရောင်ရမ်းတာမဖြစ်အောင်ဒါကြိုတင်ကာကွယ်လို့လည်းရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒီနံပါတ်4ချက်မှာပါတယ်ဒါ green ပိုင်းကိုဒါတန်ရှင်းလုပ်တဲ့အပိုင်းပေါ့နောက်တစ်ခုကတော့ဒီ green ပိုင်းကိုတန်ရှင်းလုပ်တဲ့အပိုင်းမှာဘာထပ်ပါလဲဆိုတော့ကျွန်တော် hydration ဆိုတာရေပေါ့ရေတောက်တာနဲရင်လေဒီရှာရောင်တာနဲ့ပြန်ပြီးတော့ရှာရဲ့အရသာခံမှုရောင်တာနဲ့ပြန်ပြီးဆက်နေတယ်ဒီရေတောက်တာပုံမှန်ကျွန်တော်တို့တစ်နေ့ကို3လီတာဒါပုံမှန်ပေါ့အရန်များလုံးရင်လည်းမကောင်းဘူးပေါ့နော်3လီတာဒါမှမဟုတ်4လီတာဒါပုံမှန်ကတော့3လီတာပေါ့ဒီလူတစ်ယောက်ရဲ့ဒီ weight နဲ့ဆိုင်ပြီးအချိုးအစားနဲ့တွက်ချက်ပြီးတော့ဒါရေတောက်တဲ့ဥစ္စာကိုလည်းတွက်လို့ရတယ်ဒါပေမဲ့အကောင်းဆုံးကတော့အလွယ်ကူဆုံးမှတ်လို့ရရင်တော့တစ်ရက်ကိုလူတစ်ယောက်က3လီတာတော့အကျဉ်းမြင့်မှတ်လို့ရတယ်3လီတာလောက်ဒါ normal သူ့ရဲ့ range တွေကိုဝင်အောင်ရေတောက်ပေးနိုင်ရင်လေသူကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ပါးစပ်ကအမြဲတမ်းဒါဘာဖြစ်နေမလဲဆိုတော့စိုးနေမယ်နောက်တစ်ခုက slide ပါဒီတရွေးထွက်တာကိုလည်းသူကပို့ပြီးတော့အားပေးတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ green ပိုင်းမှာတန့်ရှင်းပြီးတော့ဒီရှာရဲ့အရသာခံမှုတွေရောင်ရမ်းတာဒါမဖြစ်နိုင်ဘူးပေါ့နော်နောက်တစ်ခုကတော့ lifestyle ပေါ့ lifestyle မှာဘာတွေပါလဲဆိုတော့ lifestyle မှာတော့ထုံးစံတိုင်း slate ရယ်ဒီမှာပါတာ slate ရယ်ကွန်းရယ်အကုန်ပါနေဘူးเนาะအရက်ပေါ့เนาะဒီ3ခုလုံးပေါင်းရင်တော့ဒါပါသွားပြီလဲဆိုတော့ဒီရှာရောင်ရမ်းတာကိုဒီရှာရဲ့အရသာခံမှုရောင်ရမ်းတာကိုပိုဆိုးသွားစေနိုင်တယ်ပေါ့နော်ကွန်းနဲ့စလိတ်ကလည်းပါပြီးသားဒီမှာကျတော့အရက်လည်းပါတယ်အရက်ကလည်းဒီရှာရဲ့ရောင်ရမ်းတာရှာရဲ့အရသာခံမှုရောင်ရမ်းတာကိုဖြစ်စေတာဆိုတော့ဒီ3ခုလုံးပေါင်းရင်တော့ပိုဆိုးပေါ့ဒါတွေကိုကျွန်တော်တို့ဒါ cessation ဆိုတာရက်ပေးနိုင်ရင်တော့ဒါဒီအရာတွေဒီအခြားအရသာခံမှုရောင်ရမ်းတဲ့ပြဿနာကိုဒါအများကြီးဖြေရှင်းပြီးသားဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာတကယ်လို့ပေါ့ဒီလက္ခဏာတွေဒါအခုကျွန်တော်တို့ပြောတဲ့လက္ခဏာတွေအပြင်ဘာလဲဆိုတော့ဒီရှာရောင်ရမ်းရှာအရသာခံမှုလေးတွေကရောင်ရမ်းတာအပြင်ပေါ့နော်ဘာပြဿနာရှိလာလဲဆိုတော့တချို့သွေးထွက်တာတို့တချို့အရန်ကြီးစိုက်ကြီးကရုတ်တရက်ကြီးထွားလာတာတို့
ဒါမျိုးတွေဖြစ်ရင်တော့ဆရာဝန်နဲ့တေချာပြပြီးတော့တေချာကုသမှုခံယူမှဖြစ်မယ်ပေါ့နော်ပြီးတော့အနာကတချို့ဒီပေါ့ရှာရောင်တဲ့အနာက9ရက်ကနေ14ရက်အတွင်းဒါအယောင်မကျဘူးအနာမတက်တာဘူးဆိုရင်တော့ဆရာဝန်နဲ့တေချာပြသဖို့လိုအပ်ပါတယ်အဲ့တော့ဒီနေ့အခုကျွန်တော်ပြောရတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ရှာအရသာခံဘူးရောင်ရမ်းတာကိုဘယ်လိုကုသမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဆွေးနွေးပေးထားတာပါနောက်ရက်မှာကျွန်တော်ဘာထပ် sharing လုပ်ပေးခြင်းလဲဆိုတော့ဘာဆွေးနွေးပေးခြင်းလဲဆိုတော့ကျွန်တော်ဒီရှာအရသာခံမှုရောင်ရမ်းတာကိုကျွန်တော်တို့ဘယ်လိုကာကွယ်လို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ထပ်ပြီးတော့နောက်ရက်မှာထပ်ပြီး sharing လုပ်ပေးပါမယ်မနက်ဖြန်ပြန်ဆုံးပါမယ်ကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာ